အားလုံးမင်္ဂလာပါ Honda SA မြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမှာတော့အောက်ဆီဂျင်ဆန်ဆာကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်အောက်ဆီဂျင်ဆန်ဆာသည် AFI 3ဆိုင်ကယ်များအတွက်အလောအရေးပါတဲ့ဆန်ဆာတစ်ခုဖြစ်ပါတယ်အောက်ဆီဂျင်ဆန်ဆာဆိုဒီမှာအင်ဂျင်မီးလောက်ခန့်တွင်လောက်ကျွမ်းပြီးထွက်လာတဲ့အိဇောငွေထဲရှိအောက်ဆီဂျင်ပါဝယ်မှုတို့ကိုတိုင်းတာပေးတဲ့ဆန်ဆာတစ်ခုဖြစ်ပါတယ်အောက်ဆီဂျင်ပါဝယ်မှုတို့အနည်းများပေါ်မူတည်ပြီးတော့ ECM မှာစီဖြန်းခြင်းကိုထိချုပ်ပေးခြင်းဖြစ်ပါတယ်အောက်ဆီဂျင်ဆန်ဆာအသုံးပြုသော Honda ဆိုင်ကယ်များကတော့ Weight 110i, Weight 125, Scoopy, Click, PCA နဲ့ CBR တို့ဖြစ်ပါတယ်အောက်ဆီဂျင်ဆန်ဆာမကောင်းပါကအင်ဂျင်ချမီလင်းခြင်းအင်ဂျင်ဆက်တန်ချမ်းခြင်းအင်ဂျင်စနိုးရခက်ခြင်းအင်ဂျင်ပါဝါဆိုးရှုံးခြင်းစီစာနိုများခြင်းအိဇောမှမီခိုအမဲရောင်များထွက်ခြင်းအနက်သက်မကောင်းသောအိဇောငွေများထွက်ခြင်းအပူလော်ကဲခြင်းနဲ့အင်ဂျင်တိုခါခြင်းတို့ဖြစ်နိုင်ပါတယ်အောက်ဆီဂျင်ဆန်ဆာများကိုစစ်ဆေးပြုပြင်လိုပါကကျွန်တော်တို့နီးစပ်ရာ Honda SA မြန်မာရှိုးဦးတို့လာရောက်၍စစ်ဆေးပြုပြင်၍ရနိုင်ပါကြောင်းဒီနေ့ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါခင်ဗျာ